ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့ Podcast Channel ကနေကြိုဆိုလိုက်ပါရရှင်ကျမတို့ Channel လေးကနေတည်ရဇလန်ကောင်းများစွာနဲ့ခမရဖြစ်ရဲ့စံပြေဇလန်ကောင်းလေးကိုနေ့စဉ်တင်ဆက်ပေးနေရပဲဖြစ်ပါရရှင်ဒီနေ့မှာတင်ဆက်ပေးမှာကတော့ရေကန်ဆောင်တဲ့တပွဲတလန်းဆိုတဲ့ဇလန်လေးရဲ့အစားဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဇလန်လေးမစတင်မီကျမတို့ရဲ့ Channel ကို Like and Subscribe လေးနှိပ်သွားဖို့နဲ့ဇလန်တင်များစွာကိုမလွတ်တမ်းနားဆင်နိုင်ဖို့ဘေးနားနိုတီခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးဖို့မမေ့ပါနဲ့ရှင်။ဒါဆိုရင်ဇလန်လေးကိုပဲစတင်လိုက်ပါပြီ။တို့ကိုဒီနေ့ငါးရှာမထွက်ဘူးလား။ငါလိုက်ခဲ့အောင်မလား။မထွက်ဘူးလားရင်နေဖာရအောင်မေ။ရေခဲထုတ်တာနဲ့ကုန်ပြည့်ချိန်ကိုမရအောင်။ဒါဆိုဒီနေ့အတွက်လေးအတွက်မကြိုက်တော့ဘူးပေါ့။ကုန်ဖို့အကျွေးကြည့်ပါမလားကျုပ်ကို။ကြည်အောင်တော့ဆက်ရမှာပေါ့ကွာ။ရေတဲမဖိုင်းရလေကန်ကြီးကိုခိုးဖိုင်းရမှာပေါ့။ဟာဟေ့ကောင်ကျုပ်ကိုအဲ့ဒါတော့ငါသဘောမတူဘူးနော်ဘာလို့လဲကွာဒီနောက်နာမည်ကြီးနေတဲ့ကန်ကြီးထဲမှာငါသွားရှာစီရလားကွာတမြန်နစ်ကလေမောင်တင်သိပြီးပြီမောင်တင်သိတာရင်းနှီးသိတာပဲငါရှာတာမှမဟုတ်တာမင်းမကြားမိဘူးလားမောင်တင်သိတာငါသွားရှာရလေအဲ့ဒီကမှတရေရှိရဲကွာမောင်တင်ကိုကိုကျိုးတက်ပြီးတော့ရေကိုပြစ်ချလိုက်တာတဲ့ဟေ့ကောင်လားလူတွေပြောတိုင်းမယုံစမ်းပါနဲ့အဲ့ဒီတရေကိုမင်းမြင်ဘူးလို့လားတည်သွားတဲ့မောင်တင်ကသူဘလို့တည်သွားတယ်ဆိုတာမင်းကိုလာပြောလို့မင်းကအတိအကျသိရလားမောင်တင်ကအရက်မူးလို့ပြီးတော့ကန်လေးကိုချောကြတာဖြစ်နိုင်နေငါတက်တက်ဘယ်တည်းမှမြင်ဘူးကြောက်တိုင်းကြောက်တတ်တဲ့အချိန်မှာကြော်ကိုဆွဲကောင်မပါဘူးလောက်ရင်ငါ့ကိုလာချောက်လို့ကတော့အဲ့ဒီတည်းနဲ့ဖက်လုံးပြစ်မယ်မင်းကလေပြောရဆိုကအတော်ကြက်တာပဲငါအဖေနဲ့ပြောဘူးလေကွာအဲ့ဒီရေကန်ကြီးမှာရှိတဲ့ငါးတွေကရွာနီးနားလှူထားကြတဲ့ငါးတွေနှိချုပ်နေပြီငါအဖေပြောဘူးလေငါတို့မွေးခင်လောက်ကအဲ့ဒီရေကန်ကြီးရေခမ်းသွားလို့ငါးတွေပေါ်လာရတဲ့ငါးတွေကဒုတိယဆာလောက်ရှိရဲ့ငါးကြီးတွေလေကွာအဲ့ဒီငါးတွေမသိအောင်မြေကိုဆက်တွေနဲ့ဆုပ်ပြီးတော့ထည့်ပေးရတာတဲ့အဲ့ဒီချိန်လေးကကန်နီးရရေကိုဘယ်သူမှမတောက်ကြတော့ဘူးလေရှိသေးတယ်ကွာအဲ့ဒီရေကန်သားကိုညာဘက်သွားတဲ့တူတိုင်းတရေအချောက်ခံရတာကြီးပဲမင်းကြည့်လေညနေဆောင်တာနဲ့ဘယ်သူကအဲ့ဒီကန်သားကိုတွားရင်းလို့လေမဟုတ်တာရင်ပြောစမ်းပါနဲ့တောင်းရင်ဒီနေ့ညရီအဲ့ဒီကဏ္ဍကနေငါဖြတ်လာခဲ့တာဘာကောင်းမှမရှိဘူးပြောမရလဲမင်းတဘောနဲ့မင်းပေါ့ကွာမင်းတယောက်တည်းသွားငါတော့မလိုက်ရဘူးငါလည်းမင်းတို့တဲပိုးချောင်တဲ့ကောင်ခေါ်သွားမယ်စားအိမ်ရောက်ခွေးပဲခေါ်သွားတော့မယ်ငနေရမှာမင်းထက်ပို့ပြီးတော့ဖော်ရအောင်မယ်ခေါ်သွားပေါ့ငါမလိုက်ရပြီးရောငါဟာငါကန်ဆက်မှာမျိုးမဲသွားထောင်တော့မယ်မနေ့တမင်းစားပြီးကြရကျော်ကိုတရားလှေကိုပြပြရင်းနဲ့ပိုက်ကုန်တွေကိုပါဆင်နေရကညနေပင်စောင်းနေလေပြီ။တောင်းဒီနေ့ငါမရှာဘူးလား။မရှာဘူးမေ။ညကြမှာငါသွားထောင်တော့မယ်။အေးဆောင်းရဲနဲ့ဆက်မရှိတော့ဘူးကွ။ညနေစာတော့မှဘေးရင်ကကြီးရမှာ။အမေကလေဟိုနေ့ရတယ်ငပတ်တွေရောင်းသေးရဲ့လေ။အဲ့ဒီပတ်စံတွေဘေးရောက်သွားတော့ဟဲ့တာဦးထုံးမြကြီးကွန်ဖိုးအကျွေးလာတောင်းလို့ဖဲပေးရသေးရဲ့လေ။အဲ့ဒီလူကြီးရတယ်ငါရပြီဆိုတာနဲ့အိမ်ကိုရောက်လာတာပဲ။အော်တားရဲ့သူ့စီကဝယ်ထားမိတာ哦အမေမသိပါဘူးဗျာသူ့ရဲ့ကိုအဟောင်းကြီးကိုဈေးတင်ရောက်တာခံလိုက်ရတယ်အမေတို့ကအစ်စ်မမွေးနိုင်တာပဲကွယ်ဒီကုံလေးရှိလို့အဆင်ပြေနေမှာမဟုတ်လားကဲဒါလေးနားတော့ရေလေးပါလေးချိုးရောတရေအိတ်လိုက်ရောအမေဟိုဘက်မှာဆန်သွားချိလိုက်အောင်မေမိတ်တော့ပါဦးမရကိုကျော်မြင့်ဆိုင်ကိုသွားလိုက်အောင်မေတိတ်မတောင်းနဲ့တော့တာညနေစာလေးစားပြီးမှသွားမိခင်ဖြစ်သူတော်များတရားစိတ်ပူစာနဲ့လမ်းမလိုက်တော့တယ်ညနေဆောင်လေးကကိုကျော်မြင့်ရဲ့ရဲဆိုင်မှာထိုင်ပြီးတော့တောက်နေတာပလင်းတစ်လုံးပင်ပြောင်းသွားနေပြီ။ဆိုင်ပြင်ကိုလှမ်းကြည့်ပြီးတော့အမောင်တုပင်တန်းနေပြီ။ကိုကျော်မြင့်ကျွန်တော်ပြန်လာအောင်မေ။ဒီညငါးရှာထွက်ရအောင်မေဗျ။မင်းမနက်ကငါးရှာထွက်တယ်ထင်နေတာ။မထွက်ဘူးဗျ။ဒီလဲဖိုင်းနဲ့ကိုမစစ်နေရလို့ဗျာ။ဒီညမှထွက်ရှာရမှာ။ညာကြီးမင်းကွာမနက်မှမြစ်ထဲထွက်ပါလား။မရှာလို့မရဘူးဗျ။အိမ်မှာလဲစံကုန်နေပြီ။ဦးထုံးမြောက်ကိုမိုးအကျွေးဆက်နေရသေးတယ်။အေးပါကွာ။ဒါဆိုလေတတိတော်ထားဟိငါကောင်းကောင်းလေးရရင်တော့ငါ့ကိုလည်းမျှပါအောင်ဟာ။စိတ်ချကိုကြုံမြင့်သွားပြီပြုတ်။အိမ်ပြန်ရောက်တာနဲ့လိုအပ်တဲ့ပစ္စည်းတွေကိုထုတ်ဖို့ပြင်ဆင်ပြီးတော့လက်ထဲမှာခင်းခွာမိုင်းကိုကင်ပြီးတော့နောက်ကျောမှာဓာတ်ရှိတက်လက်ကိုလွှဲပြီးပိုက်ကွန်ပကုံးမော်ကိုတင်လိုက်တော့တယ်။ဟဲ့တောင်ထမင်းစားသွားအောင်လေ။ဘာချက်တလဲအမေ။ငရမ်းချောက်ဖုတ်တယ်တာရဲ့စီတော့မပါဘူး။စီအောင်ဝယ်စရာပတ်စံမရှိလို့ဒီတိုင်းပဲစားလိုက်နော်။မစားတော့ဘူးမေ။ငရမ်းချောက်ဖို့တော့ယူသွားမယ်လေ။ငါးဆိုင်နဲ့မြည်မလို့တတိထားသွားတော့တာ
မိဖြစ်သူတို့များတင်အောင်စိတ်မချတာကြောင့်ကျော်ကိုအတန်တန်မှနေလျော်တယ်ဟဲ့သားလေရောကောင်းသွားပြီလားဟိုဒီကလိုလေဝမ်းပေါက်မှာစိုးရင်လို့ယူသွားတော့ဦးမေကန်ဆက်တင်ကုန်ပြစ်မှာပါလေဖာထားတာမချောက်သေးဘူးလေမနေ့ဖြန်မှာမြစ်ထဲဆင်းတော့မယ်အေးတတိဝိရိယနဲ့သွားနော်တိတ်လဲတောက်မနေနဲ့ဟုတ်ကဲ့အိမ်ရောက်မှအိမ်နေရဲ့ကျော်ကိုရဲ့အချစ်တော်ငနီကအမီးနှံပြီးတော့ခြေထောက်ကိုရှာနေရက်နေရော်တယ်မနီသွားပြန်အေးအမေကိုစောင့်ရှောက်နော်ငါပြန်လာခဲ့မယ်ကျော်ကိုစကားကိုနားလေပြီးအလောင်းအိမ်ရောက်ထဲကိုပြန်ဝင်သွားပြီးတော့လက်ကြည့်နေရော်တယ်ကန်ရင်နားကိုရောက်မှတော့ခဏရက်လိုက်ပြီးတော့ပဝင်းချင်းချင်းတွေကိုအကဲခတ်လိုက်တော့တယ်အကဲမခတ်လို့ကလည်းမဖြစ်ဘူးလေကန်ရင်အတွင်းကငါးတွေကိုဘယ်သူမှဖမ်းဆီးခြင်းမပြုရလို့ကြီးဝအုပ်ချုပ်ရေးအဖွဲ့ကအမိန့်ထုတ်ထားတာကြောင့်အနီးနားတစ်ဝိုက်ကိုလေ့လာရနေတယ်မနေ့ကဆိုလာပြီးတော့မှဖြစ်တာကြောင့်ထိထိသားနေရဲ့နှာရအောင်မှာရေကန်ကြီးကိုထိထိရှားရှားမြင်နေရတယ်တရက်ကုတ်ကိုနဲ့ညောင်ပေကဲ့သို့သောအပင်ကြီးတွေကလာရအောင်မှာအုံဆိုင်ဆိုင်နေရှိနေကြတယ်အရင်ကကြီးဝါကြီး600အတွက်တောက်3ရီအတွက်အသုံးပြုခဲ့ရတဲ့တောက်ရီကန်ကြီးအောင်အခုချိန်မှာတော့ချပင်နေမျက်ရှည်နေအကြီးတန်းနေလေရှေ့ကများကျင်းဝန်းနေရေကန်ကြီးရဲ့တက်တန်းဟာဘလောက်ရှိနေပြီဖြစ်ကြောင်းမသိတော့လေကျော်ကိုရဲ့အဖိုးဖွားရဲ့လက်ထက်ကလေးကအသုံးပြုခဲ့ကြကြောင်းတော့ကြားခဲ့ပူပါတယ်ပေ80နီးပါးအကျယ်ရှိတဲ့ကံမောင်ပေါ်မှာအပင်ရွေနဲ့အတူခြုံနေပိတ်ပေါင်းနေရထူထဲနေတဲ့ကဲ့သို့လေးချပေါက်နေတဲ့ဇီးပင်တွေချမောင်ရိုင်းနေနဲ့နှမ်းရှားဖို့ပင်ခက်ခဲလာဂရေဒီယာလက်နှိပ်တမီကိုတွန်းလိုက်ပြီးတော့ဓာတ်ရှိနဲ့ခြုံနေပိတ်ပေါင်းတွေကိုရှင်းနေမှုကန်းဆက်ကိုဆင်းလာခဲ့လျော်တယ်ပစင်းကြီးကွယ်အော်တန်ဟာတစ်ချက်မှဆူဆူရှာရှာကြားနေရတယ်ညာငယ်တို့ရဲ့ဝုန်းကနေထားပြန်လိုက်တဲ့ကြောင့်ပတ်ဝန်းကျင်ကိုတစ်ချက်လေးလာလိုက်လျော်တယ်ပုံမှန်အနေထားအတိုင်းပြောင်းလဲမှုမရှိတာကြောင့်နေရာကောင်းကိုရွေးပြီးတော့ကိုပေါ်ပစ္စည်းတွေကိုအောက်ကိုချလိုက်ပြီးတော့ရေကန်ကိုဆူဆူဆိုင်ဆိုင်ကြည့်နေမိရောတယ်တစ်ချက်မှခုံထားသွားတဲ့ငါးကြီးတွေရဲ့ပွက်တန်ကြောင့်ကြော်ကိုပြုံးလိုက်တော့တယ်အပါအကောင်ကြီးတွေပါလားစစ်ကြီးနဲ့စွာနဲ့ရေပြင်ကိုကြည့်ရင်းနဲ့ပါလာတဲ့အရက်ပလင်းကိုဖွင့်ပြီးတော့တင်ကုန်မောချလိုက်ပြီးငရဲကြောက်ဖို့တစ်ဖက်ကိုပါဇက်ထဲပစ်ထည့်လိုက်တော့တယ်ရေကန်ကြီးကနေခုံထားသွားတဲ့ငါးကြီးတစ်ကောင်ကိုလိုက်ရအောင်မှတွေ့လိုက်ရတာကြောင့်ကြော်ကိုအတော်ပျော်ရွှင်မိနေရောတယ်လွေးနဲ့ပစ္စည်းရတွေချိန်ရန်နေရာရှာကြည့်ပြီးတော့မလမကန်တရက်ပင်ရှိတင်းကုတ်ကိုတွေ့ရတာကြောင့်အိမ်နေရာမှာပလိုင်းနဲ့တွေကိုကြည့်ထားလိုက်ပြီးတော့ကန်းဆက်ကိုဆင်းလာခဲ့လျော်တယ်ကန်းဆက်ရောက်တာနဲ့အနီးနားအမြရိုင်းတွေကိုခင်းခွာမိုင်းနဲ့လဲသိချလိုက်ပြီးတော့ချပင်အချို့မိုင်းနဲ့ပင်ဖယ်ရှားလိုက်တော့တယ်စီတိုင်းကျအနေထားကိုရောက်သွားပြီးတာနဲ့ရက်တကုံတောက်လိုက်ပြီးတော့ငရမ်းကြောက်ဖို့မြည်လိုက်တာကြောင့်အချိန်တွေကိုစောင့်နေရောတယ်အချိန်အားတဖြည်းဖြည်းနဲ့ကုန်လွန်လာခဲ့ပြီးရေဆက်ကလှုပ်ရှားမှုမြင်လိုက်ရတာကြောင့်တောက်လက်စအရက်ပလင်းကိုအသားရချလိုက်ပြီးတော့မိုင်းကိုညာလက်နဲ့ကြစ်ပအောင်စုပ်ကန်ထားလိုက်တော့တယ်ဘယ်လက်ကလက်နှိပ်တမီနဲ့အတန်ကြားရနေအောင်မိထိုးလိုက်ရလက်မောင်းလုံးကန်ရှိတဲ့ငါးတကောင်ကန်းဆက်မှာမေးတင်ထားတာကိုမြင်လိုက်ရလျော်တယ်စက္ကန့်ပိုင်းမှသာကြာပြီနေမယ်အလေးချင်းရှိပြီးသားကြောက်ကိုလက်ကခင်းခွာမိုင်းအောင်လက်ကနေနေအောင်ပြိမတ်ကိုဒီတပြားစာတော့မလွယ်ပဲနဲ့ထိမှန်သွားလိမ့်ပြီလူလွန်ပြီးတော့ရုံးကန်ကောင်အမီးနဲ့ရေကိုရိုက်ပုတ်တန်ကြောင့်အနီးနားမှာအုံမြင်နေကြတဲ့ပစင်းရင်ခွဲတွေပင်အတန်ခဏမြငိမ့်သက်သွားကြတယ်မိတံကိုဆွဲတင်လိုက်ရရုံးကန်ရဲ့ငခုကြီးတစ်ကောင်ကျုပ်ကိုတယောက်ပျော်လိုက်တဲ့ဖြစ်ချင်းတရက်ပြင်မှာချိတ်ထားတဲ့ပလိုင်းတွေကိုငါ့ကိုထည့်လိုက်တော့တယ်ရွေစားကြီးပါတဲ့ငါးတကောင်နဲ့ဖြင့်ပလိုင်းပြေးသွားလိမ့်ပြီဒီတော့ကြီးရဲ့ငါးနဲ့ပလိုင်းနဲ့အစင်မပြေတော့ဘူးဒီတခါရတဲ့ငါးမှန်တဲ့မြောင်မျက်နဲ့တီးတော့မယ်အချိန်ကြာမင်းလာတဲ့အမြောင်ငါးကြီးလေးကောင်ရလိမ့်ပြီငခုငါးကြီးတွေကတချို့လက်မောင်းလုံးထက်ကြီးတဲ့တပိတ်တာကျော်နပိတ်တာနေပါအကောင်နေပါအရက်ပလင်းနေအားလက်ကြံကိုမောတောင်းရင်းနဲ့နောက်ဆုံးဖမ်းမိရဲ့ငါ့ကိုကိုပင်ရှိအောင်ယူလာခဲ့တယ်ဟာငါးရီကဘယ်ရောက်သွားလဲဟာဘဲကောင်ငါဖမ်းထားတဲ့ငါးရီကိုယူသွားတယ်ခိုးချောင်ကိုယ်ကမလုံနဲ့တကူထွက်လာခဲ့မင်းနဲ့ငါနဲ့တွေ့မယ်ကျုပ်ကိုတရားပောက်ခွဲနေပြီဖမ်းမိတဲ့ငါးရီကိုမျက်နှာတီထားတဲ့ကိုပင်တင်းကုန်းမှာချိတ်ဆွဲထားခဲ့ရတဲ့ငါးရီပျောက်ချင်းမလားပျောက်ဆုံးနေပြီကျုပ်ကိုရဲ့ကျိန်းမောင်းစင်ကောတန်အစုံမှာတော့လေးမတိုက်ပဲတရက်ပင်ကြီးတစ်ခုလုံးအောင်ခါရမ်းနေအောင်ကျုပ်ကိုတွေ့လိုက်ရတယ်ဟေ့ကောင်ငါမကြောက်တတ်ဘူးနော်လာမချောက်နဲ့မင်းဟာမင်းဘာဖြစ်ဖြစ်ကျုပ်ကိုရဲ့အရှိကိုကြားလာတာကငါးတကောင်မှာဇက်တိုက်ဆိုလိုပဲအပင်ပေါ်ကကြားလာတဲ့ငါးတွေကိုရှောင်တိန်နေဟေ့ကောင်မင်းဘာကောင်လဲငါသိချင်နေတတိရှင်ထွက်ခဲ့ကျုပ်ကိုပြောသည်များစကားမဆုံးသေးခင်တရက်ပင်ပေါ်ကနာနာဘဝဆင်းလာနေပြီဟာတသက်နဲ့တကူပရာလောကတာကိုမြင်ဘူးတာကြောင့်မယုံကြည်ခဲ့တဲ့ကျုပ်ကိုတယောက်အားသိတင်လေးလက်ထဲမှာကင်ထားတဲ့မိန်းကိုကြည်ကြက်ပါအောင်စုပ်ကင်ထားရင်းနဲ့အမျိုးမြင်မသိတဲ့တဝါကိုချိန်မဲထားလိုက်တော့တယ်မင်းနဲ့နေရဲ့ကိုခန္ဓာပေါ်ကအမွေးမြင်နေရထူးကဲစွာပါဘ
ပါဇက်ကြီးကအဆွေကြီးရလေးဖြူးထွက်နေစကဲတော့ဖြူးကျိန်နေရဲ့မျက်လုံးတွေကိုကြည့်ချင်းအပြင်တော့ဘုံဝင်တစ်ကောင်လို့သာကြောက်ကိုတတ်မှတ်မိရောတယ်။ဘုံဝင်ကဘာလို့ဒီနေရာမှာရှိနေရလဲ။ဒုနေမှာဘုံဝင်ဆိုတာမြင်တော့မြင်ဘူး။ဘာဖြစ်ဖြစ်သိရတော့မှာပဲ။စိတ်ဆုံးဖြတ်ချက်နဲ့တူပြစ်လို့လိုက်တဲ့ခရင်မိုင်းကိုမြင်နေရတဲ့ပရလောကသားရဲ့ကိုခန္ဓာကိုဖောက်ထွက်ပြီးတော့အရှင်ပြင်းစွာနဲ့တရက်ပင်မှာစိုက်နေရောတယ်။တရက်ပင်မှာစိုက်နေတဲ့မိုင်းကိုအမြန်ပြေးကနှုံလိုက်စဉ်ရှင်ဘက်ကိုစောင့်တုံးလိုက်တယ်လို့ဖြစ်သွားတာကြောင့်နောက်ပြန်နှံချသွားနေရောတယ်။လဲကျနေရကနေကုန်းထမပြုစဉ်ရှင်ဘက်ကိုစောင့်တုံးခံလိုက်ရတာကြောင့်ပြန်လဲကျသွားနေရောတယ်။ပလက်အနေထားနဲ့ကြည့်နေစမှာပဲတရက်ပင်ပုံနောက်ပြန်တက်သွားလိုက်စောက်ထိုးဆက်လာလိုက်နဲ့လုံနေအောင်မြင်လိုက်ရမှချက်တီးမွင်းချင်းနေထောင်ထလာတော့တယ်။ကြည့်နေစမှာပဲပျောက်သွားတဲ့တရက်ပင်မှာချိတ်ထားတဲ့ဓာတ်ရှိကိုပြေးယူပြီးတော့တတိနဲ့စောင့်နေလိုက်တော့တယ်။အဲဒီချိန်မှာနောက်ကျောဘက်ကပကုံးကိုအေးဆက်တဲ့နဲ့ကန်လိုက်တဲ့အထီးတွေးကြောင့်ရှိုးတရက်နှိပ်ပြီးတော့ဓာတ်နဲ့ပိုင်းချလိုက်တော့တယ်။ကျော်ကိုရဲ့ဓာတ်ခုတ်ချက်ကလူသားဆိုရင်တော့နှစ်ပိုင်းတိတိပြတ်သွားနိုင်လောက်အောင်အရှင်ပြင်းတော်လေအခုထိချက်ကလေဦးသာခုံးမိတယ်လို့ဖြစ်သွားနေရောတယ်။ကြီးနေစမှာပဲကျော်ကိုရဲ့အရှိမပျောက်သွားတာကြောင့်နေရာနှံ့ကိုရှောက်ခွေကြည့်စဉ်တရက်ပင်အောက်မှာစောင့်ကြောက်ထိုင်ပြီးတော့ပလုံးနီတွေနဲ့နှမ်းကြည့်နေအောင်တွေးလိုက်ရတဲ့အခါမှာတော့ကျော်ကိုတယောက်ဒူးပင်မခိုင်ချင်တော့ပါဘူး။နှစ်ဖူးတွေတူတွေမျက်လုံးနဲ့မြင်ရမှာနာနာဘဝဝိနာဘဝပရာလောကသားတွေအမှန်ရှိတာကိုသိလိုက်ရတာနဲ့အေးနေရာကနေလွတ်အောင်ပြည့်ရမှာတပါတခြားမရှိတော့ပါဘူး။ကန်ဆက်ကကမ္မမို့ပြေးတက်လာတဲ့ကျော်ကိုရဲ့ရှိမှပြည့်ရနေတဲ့နာနာဘဝကိုမြင်လိုက်တာနဲ့ခြေလန်းနေရတုံကနေရက်တက်သွားပြီးတော့တခြားနေရာကိုရွေးကပြေးထွက်လိုက်တော့တယ်။ကမ္မမို့မရောက်ခင်မှာပဲကျော်ကိုရှိမှပြည့်ရနေတဲ့နာနာဘဝကိုမြင်လိုက်တာနဲ့ဇော်ချွေးတွေပြန်ပြီးတော့ဒူးတွေတဆက်ဆက်တုံနေရောတယ်။ပြည့်ရနေရတိုင်းမှာရှေ့ကနေပြည့်ရနေရကြောင်းဘလုံးမြောက်နိုင်တော့မှကျော်ကိုသဘောပေါက်မိလာတယ်။တောင်းပန်ပါလေဗျာ။ကျွန်တော်ဘာမှမလုပ်ပါနဲ့။လူမြောက်ရင်လမ်းဆောင်မြင်နိုင်တော့အကြောင်းလုံးချီပြီးတောင်းပန်နေတဲ့ကျော်ကိုထံကိုပရလောကသားတဖြည်းဖြည်းတိုးကပ်လာလေတယ်။နောက်ကိုတလန်းချင်းဆုပ်ပြီးတော့ပြေးပေါက်ရှာနေတဲ့ကျော်ကိုတီအောင်ကန်ဆက်ကိုရောက်မှမသိရောက်လာစေ။မျက်စိရှိမှမြင်နေရတဲ့ပရလောကသားချစ်ချင်းဆိုသလိုပဲခွေးနိုင်တဲ့တံပြောင်းလဲသွားပြီးတော့အဆွေကြီးတွေပေါ်နေတဲ့အထိမှန်ပြီးတော့ကျော်ကိုခုံးအုပ်နေရောတယ်။ကြောက်ကြောက်လန့်လန့်နဲ့နောက်ဆုံးလိုက်ရောက်ရီကန်လေးကိုနောက်ပြန်ကျသွားလေရောတယ်။ရီထဲကိုနောက်ပြန်ကျသွားစဉ်တစုံတစ်ယောက်ကဖိနှက်ထားသလိုခန်းစားရပြီးတော့အတင်းရုံးကန်ပြီးရေပေါ်ပြန်တက်နိုင်မှုကြိုးစားပါတော့လေရုံးကန်မှုကြောင့်ရေရောက်ပိုင်းရှိကြောင်နေရခြေနဲ့နှက်ကိုတွန်းအောင်ထားတဲ့ကဲ့သို့ညှိနေပြီးတော့ပိုက်ကုန်နေရငားတဲ့ခွေရုံးမထွက်နိုင်တော့ပါဘူး။ရုံးနေညှိနေဖြစ်တာကြောင့်ဘိုက်ထဲကိုဝင်လာတဲ့ရေတွေနဲ့အတူအသက်ရှုံမွန်းကျက်ပြီးတော့အမောင်အတိကျသွားလေရောတယ်။ဟဲ့တားလေးအမေတညာလုံးမျောနေတာမနေ့မှပြန်လာရတာတာရဲ့အမေမှစိတ်ပူလိုက်ရတာရေရီကလည်းဆူရွှဲလို့သွားဝေးစားအမြန်လေးလိုက်အောင်ဖျားနေအောင်မေရော့ဘာစကားမှပြောမင်းနဲ့ညနေတီထားတဲ့ငါးတွေကိုတော်မြတင်ရှိကိုချပေးလိုက်တော့တယ်ဟေးငါးတွေကအများကြီးပဲအကောင်တွေအတော်ကြီးပါလားတာရဲ့အတော်ပဲအမေခိုးထစ်ပြီးတော့ဈေးအောင်ထွက်လိုက်အောင်မေအမေဈေးကပြန်လာရင်ဘာဝယ်ခဲ့ရမလဲဘာစားခြင်းလဲအမေသားတာအမေသားစားခြင်းနဲ့အမေသားကိုတားမှမစားတာအမေသားပဲစားမယ်အေးဒါဆိုလေပြီးရောအမေဝယ်ပြီးတော့ချက်ပေးမယ်ဒါလေခဏအိတ်လိုက်အောင်ဟဲ့သားညနေစာတော့မကြံတော့ပါလားအိုးပါပြောင်းပြီညနေပိုင်းနဲ့သွားစားကြမလို့အမေသားနဲ့စားမယ်မနက်လေးအမေသားညနေလေးအမေသားဆိုတော့ဒါဟာဟုတ်ရောဟုတ်သေးရဲ့လားနေများမကောင်းလားငါသားအပမြတ်မိလာသလားကွယ်တော်မြတင်ရဲ့စကားဆုံးတာနဲ့ကျော်ကိုအောင်သူ့ရဲ့မိကိုဆူဆိုင်ပြီးတော့ကြည့်လိုက်တော့တယ်ကျော်ကိုရဲ့ဆူရှာရဲ့မျက်လုံးတွေကိုတွေးလိုက်ရတာနဲ့တော်မြတင်ဟာစက်တီးတွေဖြန်းကနေထသွားလေရောတယ်ငါသားလေအမေကိုတခါမှဒီလိုမကြည့်ဘူးပါဘူးသားနေမကောင်းရင်အဲ့ရထဲမှာလဲနေလေအမေထပ်ဝယ်ပြီးတော့ချက်ပေးမယ်ဟဲ့ငနီကိုတခင်ကိုပြန်ဟောင်းရလားကျော်ကိုကိုမြင်လိုက်တာနဲ့ထိုးအောင်နေတဲ့ငနီကိုတော်မြတင်ကနှမ်းဟန်းလိုက်တော့တယ်စူးစူးဆိုင်ဆိုင်ကြည့်နေတဲ့ကျော်ကိုရဲ့အကြည့်ကြောင့်ငနီတကောင်ဖင်တီးကပြေးနေရောတယ်ဟေ့ကျော်ကိုငါတို့အများကြီးရလာရဲဆိုကိုမိုးလေးဖဲပေးအောင်နေအိမ်ထဲကိုဝင်လာရင်းနဲ့အော်ပြောနေတဲ့ဦးထွန်းမြကိုဘာမှပြန်မပြောဘဲနဲ့စူးစူးဆိုင်ဆိုင်ထိုင်ကြည့်နေတဲ့ကျော်ကိုရဲ့မျက်လုံးနေနေကိုမြင်လိုက်တာနဲ့ပြောလက်စာစကားရက်တန့်သွားတယ်လို့ခြေလန်းနေလေတုံကနေရက်တန့်သွားလေရောတယ်ကျော်ကိုမျက်စိနာနေရလားရပါတယ်ကွာနောက်နေ့မှပြီးလေငါလည်းပြန်လာအောင်မေနောက်မှလာခဲ့မယ်ဟဲ့ကျော်ကိုငါရှာထွက်ရအောင်ဟဲ့လေသိမင်းလားငါလည်းလိုက်မယ်လေဟင်းစားနေရအောင်လေမသွားဘူးမင်းငါ့ရဲ့နေတိုင်းအများကြီးရနေရဟိုကန်ကြီးကမဟုတ်လားထမလုပ်ပါနဲ့ရောကွာတရားတူတိုင်းမကောင်းဘူးအိမ်မှာတရေရှိရေကွာမင်းတို့တရေရတခုလုပ်လိုက်မင်းဒုက္ခရောက်မှာနော်ဘာမှပြန်ပြောမနေနေကြည့်လိုက်တော့တယ်ကျော်ကိုရဲ့မျက်လုံးမြင်လိုက်တာနဲ့
နောက်တရားကြောချက်ပြီးတော့စပင်မွေးတွေထောင်ထားသွားနေရောတယ်ငါပြန်လာအောင်ကြောက်ကိုလို့ဆက်ပြရနဲ့နောက်တရားနောက်ကိုပဲနေမကြည့်နိုင်မင်းနေခက်တုတ်တုတ်ထွက်သွားနေရောတယ်ရှစ်ပေါင်းတော်ကြခဲ့နေပြီနေစဉ်နေတိုင်းညဘက်မှသာငါးရှာတက်ပြီးတော့မနက်မှပြန်လာတတ်တဲ့ကျော်ကိုလက်ထဲမှာငါးရီယာအတွင်းလိုက်ပါငွေကောင်းနေရမို့ဒေါ်မြတင်ကဘာမှမပြောတာပဲနေရိုင်းလိုအမေသားဟင်းချက်ပေးရတယ်ဒါဒီနေ့အမေသားမရဘူးရှိရလေးနဲ့ပဲစားလိုက်တော့နော်အမေငါးဟင်းချက်ထားတယ်ตาကြိုက်ရေချိုးဆက်ဆက်လေးမစားတော့ဘူးစကားတစ်ခုတစ်ခုထည့်ဖို့မပြောတဲ့အပြင်အရင်ကလိုမိခင်နဲ့တာမကအပေါင်းအသင်းတွေနဲ့လည်းနွေထွေးထွေးမရှိတော့တဲ့ကြောက်ကိုအပေါ်မှာဒေါ်မြတင်တန်တရားဝင်လာနေရောတယ်ကြီးမေလာပါဦးအမြန်လာပါဦးဟေးဘာဖြစ်လာတော့ဘာဘူးရဲ့အမောတကောနဲ့ကြီးမေလာကြည့်ပါဦးကျွန်တော်ရဲ့နောက်ဖေးကလေကွင်းထဲမှာကိုကျော်ကိုကြီးငနီးကိုတက်ပြီးတော့အစိမ့်လိုက်စားနေရဲ့ဗျပါစက်မှာလေတွေးရညီရဲနေရပဲကြောက်စရာကြီးဗျဟုတ်ရဲ့လားဟုတ်ပါလေဆိုအမြန်လိုက်ခဲ့ပါလာအမြန်သွားရအောင်ရင်လိုက်ရတဲ့မြေကွင်းကြောင်အလေးအောင်ပြောက်တော့မေးကြီးကလူကြီးတချို့နဲ့ကျော်ကိုရဲ့တော်များတင်တို့တိုင်ပင်ပြီးတော့အခြားရောက်မှရှိတဲ့ဆရာတွေကိုပင့်လာကြတယ်ဆရာကြီးအိမ်ပေါ်တက်လာတာကိုမြင်တာနဲ့ကျော်ကိုကမတက်ရလိုက်ပြီးတော့ဘက်တောက်နေကြီးနေကြည့်ပြီးဟာတိုက်ရီလိုက်တော့တယ်ဟာငါ့ကိုပညာစမ်းကျင်လို့လာတဲ့အကောင်လေးပါလားဆရာလေးယောက်ကကျော်ကိုဘာမှပြန်ချေပါခြင်းမပြုဘဲနဲ့ဖះစင်မှာစီမီနဲ့အမွေးနဲ့သားတွေကိုပူဇော်ပြီးတော့ဖះဝတ်ပြုကြနေအိမ်ရှိမှလည်းလာရောက်ကြည့်ရှုနေကြရဲ့အိမ်ရှိမှလာရောက်ကြည့်ရှုနေကြတဲ့ပရိသတ်ကလည်းရောလုံးကျမြပါပဲကဲကိုကျော်ကိုဆရာဝရှိကိုလာပါဦးဘလို့ဖြစ်တာလဲဆိုတာဆရာတို့ပြောပြပါလားဘာလို့ပြောပြအောင်မလဲမင်းတို့ကဘာဆရာလဲငါအိမ်ပေါ်ကနေအခုစဉ်းသွားစမ်းဒါမောင်ရဲ့အိမ်လားသိကြလားဒါဆိုဖះကိုလာကြတော့ပါဘာလို့ကြတော့ရမှာလဲကဲဆရာတို့ကမေတ္တာရက်ခံနေရနော်သိလိုက်ပါလားမင်းတို့မေတ္တာရက်ခံတိုင်းငါလုပ်ရအောင်ငါဘာကောင်းလဲဆိုတာမင်းတို့သိကြလားမသိလို့မင်းနေရပေါ့ကဲပြောစမ်းမအောင်ခမရကဘာကောင်းလဲမောင်ကျော်ကိုရဲ့ခန္ဓာကိုယ်လေးကိုဘလို့ရောက်နေရလဲငါရေကန်ဆောင်နေကောင်းกว่าမင်းတို့ကောင်ကငါပိုင်နေကံမှာငါလာများတာငါ့ကိုမတောင်းမှန်ပဲငါ့ကိုတောင်းမှန်ပြီးတော့ငါမဖမ်းနေပြီငါဒီရဲ့တည့်ရဲ့ပင်ကိုတေးပေါက်တည်ရဲ့မောင်ကျော်ကိုဘာလို့လိုက်သေးလဲမင်းတို့ကရင်းနေပြီးတည်သွားပြီငါတက်လိုက်တာပဲအရင်ကောင်တော့ကလေသူ့လိုပဲငါ့ကိုစော်ကားလို့ရင်းနေပြီးတော့တက်ပြစ်လိုက်ပြီဒါဆိုရင်မောင်ကျော်ကိုကတည်သွားပြီပေါ့တည်သွားပြီအဲ့ဒီနှစ်ကောင်စလုံးငါရေကန်မှာစောင့်ခိုင်းထားတယ်ဒါဆိုခမရဘာလို့မောင်ကျော်ကိုရဲ့ခန္ဓာကိုအတုံးချရတာလဲငါဘာမှမစားရတာအထောက်စားပြီဒါကြောင့်သူ့ကိုအတုံးချပြီးတော့အစားလာရှာတာကဲဒါဆိုရင်တော့မောင်ကျော်ကိုဘယ်လိုတက်လိုက်တယ်လဲဆိုတာပြောပြပေးပါလားမင်းတို့ကဘာမလို့ပြောပြရမှာလဲမောင်ကျော်ကိုဘယ်လိုပုံစံနဲ့တည်သွားရတယ်ဆိုတာပဲသိချင်တာပါမောင်ကျော်ကိုလည်းတည်သွားပြီဆိုတော့ဘာမှမထူးတော့ဘူးလေအေးဒါဆိုတော့ပြောပြမယ်မေတောက်နေကြီးနဲ့မတည့်ရခါထားပြီးတော့ကျော်ကိုရေကန်ကြီးကိုရောက်ရှိစဉ်ကအစာအနေရင်းနေတဲ့အထိတခုမကြိုင်ပြန်ပြောပြလေရောတယ်ဒါဆိုခမအတော့အကောင်ကြီးနေပြီပဲဟာဒီမှာကြည့်လေငါရဲ့အဆွေကိုမြင်လားပါဇက်ကိုလက်နှစ်ဖက်နဲ့ဖြဲပြနေတဲ့ကြော်ကိုကြည့်ပြီးတော့ဓမြတင်ကလက်နေနေတယ်အဲ့ဒီပရာလောကသားနဲ့ရက်ပေါင်းတော်ကြာတိမ်ထဲမှာအတူနေလာခဲ့တဲ့ဓမြတင်တယောက်မလန့်မဲမနေနိုင်တော့ပါဘူးဒါဆိုခမအကြောင်းပြောပြပါလားခမဘယ်သူလဲဆိုတာသိကြလို့ဘာလို့ပြောမှလဲမပြောဘူးမပြောရင်တော့ပြောအောင်လုပ်ရတော့မှာပေါ့စမ်းကြည့်လိုက်လေမင်းတို့မိသားစုတွေပါအစိမ့်တည်သေးတော့မေငါ့ကိုဘာကောင်းထင်နေလဲမင်းတို့ကျုပ်တို့ရဲ့ပညာစွမ်းပြရသေးတာပေါ့လေဒါမှနောက်လူတွေကိုဒုက္ခပေးနိုင်ကဲဆရာကြီးအထက်ဆရာတော်ကြီးနဲ့အဘဆရာတွေကိုပြလိုက်တော့ဗျာဆရာကြီးတယောက်ခေါင်းဆောင်ဖြစ်သူဆရာတယောက်ကအတန်နေအတန်ထားပြီးသားစွာနဲ့အထက်ပုဂ္ဂိုလ်တွေကိုပြလိုက်တာကျော်ကိုတယောက်ဝန်တိုင်းကျပြီးတော့ဒေါသထွက်နေရောတယ်။ဂိုင်းအထက်ဆရာကြီးတွေဒီအိမ်ပေါ်မှာရောက်နေအောင်သိသလား။သိတယ်။ဘာဖြစ်လို့ခေါ်ရတာလဲ။ငါမင်းတို့ဘာလုပ်နေလို့လဲ။ကျိုးတို့မလုပ်ပြီမေ။မောင်ကျော်ကိုဒုက္ခပေးရဲ့နိ။ तू ကငါ့ကိုမထီမဲ့မြင်လို့ငါလုပ်ရတာပဲ။ तू ကငါ့ကိုမထီမဲ့မြင်လို့ငါလုပ်ရတာပဲ။အခုခမ ्या အကြောင်းပြောမလားမပြောဘူးလား။မပြောဘူး။ငါ့ကိုတက်လို့ရရင်တက်ပြလိုက်လေ။ငါမတင်လို့ကတော့မင်းတို့ကုန်သိမယ်မှတ်ထား။ကဲအိမ်ဆောင်နဲ့မြေဆောင်နဲ့တောဆောင်နဲ့တောင်ဆောင်နဲ့ရွာဆောင်နဲ့တို့ကလုံးလို့မရအောင်ချုပ်ထားပြီးကြပါကျိုးနဲ့ကြီးထားပြီးတော့ထိုင်းချခိုင်းကြလက်ကိုချုပ်ထားကြမလုတ်စေရအထက်ဆရာကြီးရဲ့အမိန့်ခေါင်းဆောင်ဖြစ်သူရဲ့အမိန့်ကြောင့်ကျော်ကိုတရားကိုကျမ်းမြေပေါ်မှာထိုင်းချသွားပြီးတော့အော်ဟီဟုန်းကန်နေရောတယ်
给那个米啊，都摆在回米梅，米年末不表情的不在个下面哟，所以有爱出边啊，不老板呢，刚上时啊，没安那设定呢，一到就上去下边哟，一阵啥嘛，表白了没？下路耶，没你是咋玩的哟？表白了没？人家表述就没细细啊，人家表述吧，瑞米的呀，没啥边不能无理的，你这他妈咋是呀没？没礼貌下路耶，俺们表白没？就个听话么好包，中个的说的话吧。ဒီအောင်မှာအလုံးလာလောက်တာပါတပုံနေရွာရင်းဝင်စီပြီးတော့ကျုပ်ကိုတွေ့လို့ခေါင်းပြတ်တက်တာခံခဲ့ရပါတယ်ကျုပ်လောင်းကိုအခုကျုပ်နေရဲ့တရက်ပင်အောင်မှာမြုပ်ထားခဲ့ပါတယ်ကျုပ်နာမည်ခင်ညိုပါအခုပြောနေရတယ်အမှန်မင်းလားလင်ညာပြောတာမဖြစ်စေရမလိမ္မာဦးဆရာတို့ရဲ့ကျုပ်အသက်ခံခဲ့ရတာနှစ်ပေါင်းကြာခဲ့ပါပြီအဲဒီအချိန်ကဒီရွာတေခါစာပဲရှိပါသေးတယ်ရေကန်ကြီးကအဲ့ဒီကလေးကရှိတာပါအဲ့ဒီတော့ရောလူတွေကိုဒုက္ခပေးခဲ့သေးလားမပေးပါဘူးဗျာကျုပ်ရှိမှန်းတော့မသိကြပါဘူးကျုပ်ကနေဘယ်သူမှမစော်ကားကြအောင်ဒါဆိုတေး6တေးလို့နာမည်ကြီးနေရဘာကြောင့်လဲခင်ဗျားမလို့ရင်ဘယ်သူလောက်တာလဲအမှန်တိုင်းဖြစ်ကျုပ်မညာတော့ပါဘူးကျုပ်ကရေကန်ဆောင်မဟုတ်ပါဘူးအစိမ့်ဒီဘဝနဲ့နေ့အကြာကြီးမကျွတ်မလို့နေရတာပါရေကန်ဆောင်ကနှမင်းတစ်ပါးပါအခုရွာတက်ပြီးတော့လူနေများလာကြတော့ငါးရင်လာလို့ကြတယ်ကုသိုလ်ယူပြီးတော့လွတ်ထားတဲ့ငါးတွေကိုလာဖမ်းတဲ့သူတွေမတည်းများ6လန့်လို့ဖို့ကျုပ်ကိုရေကန်ဆောင်နာမည်ကတောင်းဝင်ပေးထားပါတယ်တချို့မိမတွေကရီတာခဲနဲ့ဟေးချိုးကြတယ်ဆိုင်ရအောင်မတောင်းမွေနဲ့အခွင့်မရဘူးပြုလုပ်ကြတယ်ရေကန်သားမှာထမင်းတွေလျှော်ကြတယ်အဲ့ဒါကိုရေကန်ဆောင်နာမည်ကမကြိုက်ဘူးအဲ့လိုလို့ရင်တော့6လန့်ဖို့ကျုပ်ကိုတောင်းဝင်ပေးထားလို့ပါဗျအခုအဲ့ဒီရေကန်ဆောင်ကရှိသေးလားရှိပါတယ်ဒီဝါတီဟာစာရေကန်ကြီးရဲ့အရှိဘက်ကညောင်ပင်မှာလက်စင်တစ်ခုရှိပါတယ်အခုတော့မရှိတော့ပါဘူးအဲ့ဒီညောင်ပင်မှာနေပါတယ်ဒါဆိုရုပ်ကစိုးနဲ့လားဟုတ်တယ်ကျုပ်ကိုတရက်ပင်မှာနေရာပေးခဲ့တာလေအဲ့ဒီနာမည်မှာပဲကဲကောင်းပြီကျုပ်ကိုအဲ့ဒီရုပ်ကစိုးနဲ့ကိုခေါ်မယ်ပြီးရင်တော့ခမရကိုပြန်ခေါ်သွားခိုင်းမယ်မလုပ်ပါနဲ့မပြန်ချင်လို့ပါမရအောင်ကိုနဲ့မအဆက်တဲ့နေရာမှာမနေရအောင်စည်းပေါင်ကြော်တာကိုတော့လက်မခံအောင်ခမရနေရဲ့အရက်ကိုပြန်သွားပါဒီဘဝနဲ့ဆက်မနေကြပါနဲ့ကျုပ်တို့ခမရအတွက်လူဒါနလှုပ်ပေးမယ်အဲ့ဒီခါကျရင်တော့ခမရကိုလာခေါ်မယ်တာရုခေါ်ပေါ့ဗျာခင်ဗျားလေးဒီဘွားကျွတ်လွတ်သွားတာပေါ့မရဘူးမပြန်ချင်ဘူးဒီမှာပဲနေမယ်သာသနာဆောင်နမီးလေးပါးတို့အောင်မေတ္တာရက်ခံကပြိဖိတ်ပါတယ်ရေကန်ကြီးကိုဆောင်းရှောက်နေတဲ့ပုဂ္ဂိုလ်ကိုပြိဖိတ်ပါတယ်ခေါင်းဆောင်ဖြစ်သူဆရာရဲ့ပြိဖိတ်တန်ရုပ်ဖက်တန်တွေနဲ့အတူရေကန်ဆောင်နတ်ဆိုသူအောင်အတင်းဆွဲခေါ်ခိုင်းနေရောတယ်အတင်းရုံးကန်နေရကနေခန္ဓာကိုယ်တစ်ခုလုံးတစ်စုံတစ်ယောက်ကဆွဲလိုက်တဲ့ကဲ့သို့အင်းဦးခန့်ကနေအင်းရှိတကားပေါ်စီကိုဒီလိုတိုက်ပါသွားပြီးတော့ရုံးကန်နေရကနေငြိမ်သက်သွားလေရောတယ်ခဏကြာမှကြော်ကူးရဲ့ခန္ဓာကိုယ်အောင်ပင်ချုံကျသွားပြီးတော့ချက်ချင်းဆိုသလိုပဲအပုံနဲ့လောက်တွေထွက်လာတာကြောင့်ချက်ချင်းမီးတကြိုလိုက်ရတယ်။ရွာလူကြီးနဲ့ဒေါ်များတင်တို့ကြော်ကူးအတွက်ဆွတ်သွတ်တဲ့နေ့မှာရေကန်ကြီးကိုတွားရောက်ကြပြီးတော့ရေကန်ဆောင်နဲ့ကိုကရောပွဲနေတောင်းပန်ပြီးတရက်ပင်ဟာတရေကိုနမဲတက်ခေါ်ပြီးတော့အမြောက်ပေးဝင်လိုက်ကြလေရောတယ်။ပြည်သူများရှင်ရေကန်ဆောင်နဲ့တပွဲတလန်းဆိုတဲ့ဇလန်ကြီးကတော့ဒီမှာနေပြီးဆုံးသွားပါပြီ။နောက်များမှလည်းဇလန်ကောင်းများစွာကိုတိဆက်ပေးဦးမှာမို့အားပေးနားဆင်ကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။